ကျွန်တော်တို့တယောက်ချင်းစီရဲ့ဘဝမှာကိုယ့်ကိုလမ်းပြနေတဲ့တလိုက်အိမ်မြောင်တစ်ခုစီတော့ချိကြတယ်မလားဒါပေမဲ့အဲ့ဒီတလိုက်အိမ်မြောင်ကလောလမ်းမှန်ကိုညွှန်ပြနေလားဒီတစ်ခါတင်ဆက်မှုမှာတော့ရွေချက်ပြေးဝသောဘဝဤတလိုက်အိမ်မြောင်ဆိုတဲ့စာအုပ်ထဲကအထူးအချက်တွေကိုအခြေခံပြီးကျွန်တော်တို့ရဲ့ဘဝခရီးလမ်းကိုပုံဖော်နေရမမြင်နိုင်တဲ့စွမ်းအားအကြောင်းကိုအတူတူလေ့လာကြည့်ကြမှာဖြစ်ပါတယ်ကဲဒီလိုလေးစဉ်းစားကြည့်ရအောင်ကျွန်တော်တို့လို့သမျှအရာအလုံးရဲ့နောက်ွယ်မှာတွားတစ်ခုအမျက်ရှိပါပဲကားမောင်းတာပဲဖြစ်ဖြစ်တန်တချောင်းကိုဒူးနဲ့ထူတာပဲဖြစ်ဖြစ်ပေါ့လှုပ်ဆောင်ချက်တိုင်းကိုလမ်းညွှန်ပေးနေတာစွမ်းအားတစ်ခုရှိနေတာပါအဲ့ဒီလိုပဲဘဝတစ်ခုလုံးအတွက်လည်းအတူတူပါပဲဆိုတော့ကိုယ့်ဘဝကိုရောဘယ်ရာကမောင်းနေနေတာလဲဒါကပဲကျွန်တော်တို့ကိုအရေးကြီးဆုံးမိကွန်းတစ်ခုစီခေါ်သွားပါတယ်အခုခဏလောက်ချိန်ယူပြီးတော့ကိုရိုးရိုးသားသားပြန်မေးချိကြရအောင်ပါအခုလက်ရှိကိုယ့်ဘဝကိုအဓိကမောင်းနေရစွမ်းအားကဘာဖြစ်မလဲကျွန်တော်တို့တော်တော်များများကြော့ဒါဟာနေ့စဉ်ကြုံနေရတဲ့ပြဿနာတစ်ခုခံစားနေရတဲ့ဖိအားတစ်ခုဒါမှမဟုတ်ပြီးအောင်လုပ်ရမယ့်အရေးကြီးကိစ္စတစ်ခုဖြစ်နေနိုင်ပါတယ်ဒါမှမဟုတ်ရင်ရောအဲ့ဒီပို့နှဆိုင်တဲ့နာကျင်စရာအတိတ်ကအမတ်တရားတစ်ခုစိတ်ထဲဆွဲနေတဲ့ကြောက်စိတ်ဒါမှမဟုတ်ကိုယ်မရှိမှန်းတောင်မပြီးတဲ့ယုံကြည်ချက်တစ်ခုများဖြစ်နေမလားသောမတ်ကလိုင်းရဲ့ဒီစကားကတော်တော်လေးကိုအားကောင်းတယ်နော်ရှင်းလင်းတဲ့လက်ညွှန်မှုမရှိဘဲရှင်တန်ရချင်းရဲ့အန်ဒီရဲ့ကိုထင်ထင်ရှားရှားမိမောင်းထိုးပြနေတာပါတကယ်ပါပဲရည်ရွယ်ချက်မရှိတဲ့ဘဝဆိုတာပန်းတိုင်မရှိပဲပင်လေတဲ့လွင့်မျောနေတဲ့တင်ဘောတစင်းလိုပါပဲဒါဆိုရင်လူတွေကိုလမ်းမစီဆွဲခို့တွားတတ်တဲ့လိုင်းတဲ့ဘိုးတွေကဘာတွေဖြစ်မလဲဒီရင်မိမှာတော့အဖြစ်များတဲ့လမ်းဆုံး၅ခုကိုဖော်ပြထားရပါတယ်အဲ့ဒါတွေကတော့လမ်းမှန်ကိုညွန့်ပြနေတယ်လို့လုံးနဲ့တကယ်တမ်းမှမပြီးဆုံးတဲ့ဘဝစီကိုပဲဥတီသွားစေတဲ့မောင်းနှင်အားတွေပါပဲကဲဘယ်ရာတွေကိုသတိထားတင်လဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်ပထမဆုံးလမ်းမကတော့အပြစ်တင်စိတ်ရမောင်းနှင်မှုပါပဲလူပေါင်းများစွာဟာသူတို့ရဲ့တဘဝလုံးကိုနောင်တတရားတွေအတိတ်ကအမားတွေကခြောက်လန့်နေရကိုခံနေရပါတယ်အဲ့ဒီကနေအမြဲတမ်းထုတ်ပြေးဖို့စ조사ရင်ကိုယ့်ရဲ့အချက်တရားတွေကိုဖုံးခွယ်ရင်းနဲ့ပဲအချိန်ကြီးကုန်ဆုံးနေကြရပါတယ်အဲ့ဒီလိုအပြစ်တင်စိတ်ရဲ့ဝင်ထုတ်ဝင်ပိုးအောင်မှာရှင်ထန်ရပြီဆိုရင်ဘာတွေဆက်ဖြစ်လာမလဲဆိုတော့အမတ်တရားတွေကကိုယ့်ကိုစပြီးချဲလဲလာမယ်အတိတ်ကအနာဂတ်ကိုလွှမ်းမိုးထားမယ်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုတော့မတိစိတ်ကနေဖြတ်စည်းမိတဲ့အထိဖြစ်လာနိုင်ပါတယ်နောက်ဆုံးမှာတော့ပန်းတိုင်မရှိပဲလမ်းပြောင်းနေတယ်လို့မျိုးခံစားရစေပါတယ်ကဲနောက်ထပ်လမ်းမတစ်ခုကိုကြည့်ရအောင်အဲ့ဒါကတော့နာကျင်မှုနဲ့ဒေါသကိုအခြေခံတဲ့ဘဝပါပဲကျွန်တော်တို့ထက်တာဘယ်နှယောက်များအတိတ်ကနာကျင်စရာတွေကိုစိတ်ထဲမှာအထက်ထက်အခါကဖန်တွေးရင်းစုပ်ကိုင်းထားမိကြပါသလဲခွလို့ပြီးရှစ်ဆက်ဖို့နီးလန့်ရှာမဲ့အစားအဲ့ဒီနာကျင်မှုကပဲကိုယ့်ရဲ့အဖို့မွန်ဖြစ်လာပါတော့တယ်ဒီရက်မြင့်မှာတော့အဲ့ဒီဒေါသဒီကိုကျွန်တော်တို့မကြာခဏကင်တွယ်လိရှိရဲ့ကျမရည်နဲ့မညီညွတ်တဲ့နီလန်နှမျိုးကိုထောက်ပြထားပါတယ်တစ်ခုကတော့မျိုးတိချင်းပေါ့ဒေါသကိုအတွင်းထဲမှာပဲမျိုးတိထားပြီးတဖြည်းဖြည်းကိုပြအစစ်ခက်စေတာမျိုးပါနောက်တစ်ခုကတော့ပောက်ကွဲထွက်ခြင်းပါအဲ့ဒီဒေါသကိုတခြားသူတွေအပေါ်ပုံချလိုက်တာပါစဉ်းစားကြည့်ရတဲ့သိနိုင်တယ်လို့ပဲဒီနီလန်တစ်ခုလုံးကဘယ်လိုမှအမှန်တကယ်အထောက်အကူမဖြစ်ပါဘူးတတိယမောင်းနဲ့အားကကျွန်တော်တို့အားလုံးနှီးပါရင်းနှီးကြမယ့်အရာကြောက်ရွံ့မှုပါပဲဒီကြောက်စိတ်ဟာစိတ်တန်ရာရစေတဲ့အတွေ့အကြုံတွေလက်တွေ့မကျတဲ့မျောလင့်ချက်တွေဒါမှမဟုတ်တင်းကျပ်လွန်းတဲ့မိသားစုမှာကြီးပြစ်လာရတာတွေလို့အကြောင်းမျိုးကြောင့်ဖြစ်နေပါတယ်ဒီရင်မြင့်မှာကြောက်စိတ်ကတုံထားတဲ့ဥပမာတစ်ခုကတော်တော်လေးထိမိပါတယ်အဲ့ဒါကတော့ခိုရိုက်တီစောက်ထားတဲ့ထောင်နဲ့ကိုရိုက်စောက်ထားတဲ့ဒီအချင်းတောင်ရဲ့တန်တိုင်တွေနောက်ွယ်မှာပိတ်မိနေတဲ့အခါမယုံနိုင်လောက်စရာအခွင့်အရေးကောင်းတွေကိုလက်လွတ်ဆုံးရှုံးရတယ်စွန့်စားရမယ့်ရှင်နေမသမားကိုရှောင်ဖယ်တယ်နောက်ဆုံးမှာတော့ကိုဖြစ်လာတဲ့လူတယောက်အဖြစ်ကိုဘယ်တော့မှမရောက်ရှိနိုင်အောင်ကိုတားဆီးထားတယ်လို့ဖြစ်နေပါတယ်စတုထအချက်ကတော့ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကိုပဲအစွဲအလံကြီးနဲ့လိုက်ချင်းပါပဲပစ္စည်းဥစ္စာတွေပို့ပြီးပိုင်ဆိုင်ခြင်းတဲ့စိတ်ကသူတို့ဘဝရဲ့အဓိကပန်းတိုင်ထက်လာပါတယ်ဒါပေမဲ့ဒီရင်းမြစ်ကယူဝတ္ထုပစ္စည်းနဲ့ပတ်သက်ပြီးအများစုယုံကြည်နေတဲ့တန်တိုင်တုံးခုကိုပြန်ပြီးတော့စင်ခေါ်ထားပါတယ်နံပါတ်1ပစ္စည်းများပိုင်ဆိုင်လေပိုပျော်ရွှင်လေဆိုတာတကယ်တော့အဲ့ဒီခန်းစားချက်ဟာခဏလာပါပဲနံပါတ်2ပိုင်ဆိုင်မှုတွေကကိုပိုအရေးပါစေတယ်ဆိုတာပါကိုရဲ့တန်ဖိုးဟာကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့တိုင်းတာတော့မရပါဘူးနောက်ဆုံးတစ်ခုကတော့လုံခြုံမှုနဲ့ဆိုင်တဲ့တန်တာကြီးပါဘာလို့လဲဆိုတော့စီးစိမ်ဥစ္စာဆိုတာမျက်စိတမိတ်အတွင်းမှာပဲပျောက်ကွယ်သွားနိုင်လို့ပါပဲနောက်ဆုံးတစ်ခုကတော့အဖေအများလုံးလို့တောင်ပြောလို့ရမယ်ထင်တယ်အဲ့ဒါကတခြားသူတွေရဲ့အတိအမှတ်ပြုမှုကိုအမြဲတမ်းလိုအပ်နေတာပါပဲဒါကတော့ကိုယ့်ဘဝရဲ့လမ်းကြောင်းကိုမိဘတွေအိမ်တော်ဖက်သူငယ်ချင်းတွေဒါမှမဟုတ်လူအတိုင်းအဝိုင်းတစ်ခုလုံးရဲ့မျောလင့်ချက်တွေကလမ်းညွန်ထိန်ချုံနေတာကိုခွင့်ပြုလိုက်တဲ့အခြေအနေမျိုးပေါ့ဒီနေရာမှာတတိပေးထားတာတော်တော်လေးပြင်းထန်ပါတယ်
လူတိုင်းကိုကျေနပ်အောင်လုပ်ဖို့ကြိုးစားတာဟာကြာရှုံးမှုအတွက်အသေးချဆုံးချက်နေပြောင်းနေတဲ့ခုပဲတဲ့ဆိုလိုတာကတော့ရှင်းရှင်းလေးပါတခြားသူတွေရဲ့အတိမပြုမှုကိုအမြင်နဲ့လိုက်နေမယ်ဆိုရင်ကိုယ့်ဘဝအတွက်ရည်ရွယ်ထားတဲ့တကယ့်ရည်ရွယ်ချက်ကိုလွဲချော်သွားနိုင်တဲ့အန်ဒရီရှိတယ်လို့ဆိုလိုတာပါ ဆိုတော့ဒီမောင်းနဲ့အား၅မျိုးလုံးကိုကြည့်လိုက်ရင်သူတို့အားလုံးကလမ်းဆုံးတစ်ခုတည်းစီကိုပဲဦးကြည့်နေရကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကတော့ကိုယ့်ရဲ့အစွမ်းအစားလေးကိုအသုံးမပြုနိုင်ခြင်းမလိုအပ်တဲ့စိတ်ဖိစီးမှုတွေနဲ့မပြည့်စုံတဲ့ဘဝတစ်ခုပါပဲကဲဒါဆိုရင်မှန်ကန်တဲ့လမ်းကဘာဖြစ်မလဲ ဟုတ်ပြီအဲ့ဒါတွေကလမ်းဆုံးနေဆိုရင်တခြားရွေးချယ်စရာကဘာလဲဒီရေးမြစ်ကအားကောက်တဲ့ထီရှင်းချက်တစ်ခုကိုအကြံပြုထားပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့တကယ်တန်လက်အိမ်မြောင်ကိုရှာဖွေရမယ့်အချိန်ရောက်ပြီဆိုတာပါပဲ ဒီရင်းမြစ်မှာတော့အဲ့ဒီအရာကိုရွေချက်ကိုရှေ့ကန်၍ရှင်တန်ချင်းလို့ခေါ်ဆိုပါတယ်အတိပကတော့ရှင်းပါတယ်ဒါတော့ပြင်ပဖိအားတွေဒါမှမဟုတ်အတွင်းစိတ်ကကြောက်ရွံ့မှုတွေရဲ့လမ်းညွှန်မှုကိုမခံယူတော့ပဲပုံမြင့်မြတ်တဲ့ရွေချက်တစ်ခုစာရေးသူကဖျားသခင်ရဲ့ရွေချက်များတော့တမထားတဲ့ရာကလမ်းညွှန်ထိန်းချုပ်ညွှန်ကြားနေလေဘွားပုံစံမျိုးပါပဲ ဒါဆိုရင်ဒီလိုဘဝပုံစံမျိုးနဲ့စတင်နေထိုင်တဲ့အခါဘာတွေဖြစ်လာမလဲရေရွယ်ချစ်ရှိရဲ့ဘဝနေထိုင်မှုပုံစံရဲ့တကယ့်အကျိုးကျေးဇူးတွေကပါတယ်လေဒီရေးမြစ်ကဆိုထားတဲ့ဆူလောက်တွေအကြောင်းကိုလေ့လာကြည့်ကြရအောင် ဒီရင်းမြစ်မှာတော့ရည်ရွယ်ချက်ရှိတဲ့ဘဝနေထိုင်မှုပုံစံကနေရရှိနိုင်တဲ့ကြီးမားတဲ့အကျိုးကျေးဇူး၅မျိုးကိုဖော်ပြထားတာပါ ဒီမှာတော့အဓိကအကျိုးကျေးဇူး၅ချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်ပထမဆုံးကအဓိတယ်ပါကိုယ့်ဘဝရဲ့ဘာကြောင့်ဆိုတာကိုသိသွားပြီဆိုရင်ကျွန်းလာရတဲ့အခက်အခဲမှန်သမျှကိုကြံ့ကြံ့ခံနိုင်သွားပါလိမ့်မယ်ဒုတိယကရိုးရှင်မှုပါရှင်းလင်းတဲ့ယူရချက်တစ်ခုကစွန့်ဖြတ်ချက်ချရတာတွေကိုရိုးရှင်းလွယ်ကူစေပါတယ်တတိယကအာယုံစူးစိုက်မှုပါကိုယ့်ရဲ့စွမ်းရည်ကိုတကယ်အရေးကြီးတဲ့အရာတွေပေါ်မှာပဲစူးစီးထားနိုင်စေပါတယ်စတုထကလုံဆောင်မှုပါအားကောင်းတဲ့ရွေချက်ကစေအားထက်သန်မှုကိုအလိုလိုမွေးဖော်ပေးပါတယ်နောက်ဆုံးပင်ကျမအကျိုးကျေးဇူးကတော့ထာဝရကိုအာယုံစိုက်ခြင်းဖြစ်ပြီးတကယ်ဒီဓာတ်မဲ့အမွေးတစ်ခုကိုတည်ဆောက်နိုင်ခြင်းပါပဲအာယုံစူးစိုက်မှုရဲ့အစွမ်းကိုပိုပြီးမြင်သာအောင်ဒီစားမှာတမန်တော်ပေါလုရဲ့စကားတစ်ခုကိုကိုးကားထားတာလေးရှိပါတယ်အတိတ်ကိုမေ့ဖြစ်ပြီးရှေ့ဆက်ရမယ့်အရာကိုပဲအာယုံစိုက်တယ်ဆိုတဲ့စကားဟာအစွမ်းထက်တဲ့အာယုံစိုက်ဘဝတစ်ခုရဲ့ရှုဝတ်ချက်ပါပဲအဆုံးမတက်ခင်မှာတော့ဒီရင်းမြစ်ကဘဝရဲ့အဆုံးသတ်မှာအကဲဖြတ်ခံရမယ့်အရေးကြီးတဲ့မေဟွန်းတစ်ခုကိုအဆိုပြုထားပါတယ်ပထမမေဟွန်းကတော့ငါသားတော်ယေရှုခရစ်နဲ့ပတ်သက်ပြီးသင်မှာလုပ်ခဲ့တယ်လဲဆိုတာပါပဲစာရေးသူရဲ့အဆိုရဲ့ဒီမေဟွန်းရဲ့အဖြေကလူတစ်ယောက်ရဲ့သာရကံကြမ္မာကိုဆုံးဖြတ်ပေးတယ်လို့ဆိုပါတယ်ဒုတိယမေဟွန်းကတော့ငါပေးခဲ့တဲ့အရာတွေနဲ့သင်ပါလုပ်ခဲ့တယ်လဲဆိုတာပါပဲဒီမေဟွန်းဟာကျွန်တော်တို့ကိုအနှင်းထားတဲ့အရာအလုံးဥပမာဘဝအရေးချင်းအခွင့်အရေးနဲ့အရေးအမိတီကိုဘယ်လိုတုံးချခဲ့တယ်လဲဆိုတာနဲ့သက်ဆိုင်တယ်လို့ဆိုတယ်ဒီတော့ဒီတင်ဆက်မှုတစ်ခုလုံးရဲ့အနှစ်သာရကိုဖန်ဆုပ်ချတဲ့ဒီအတွေ့အခေါ်တစ်ခုနဲ့ပဲအဆုံးသတ်လိုက်ကြရအောင်အကြီးမားဆုံးသောခြေခွဲစရာမှတေချေမဟုတ်ရည်ရွယ်ချက်မရှိသောဘဝပင်ဖြစ်သည်ဒါဟာကျွန်တော်တို့ရဲ့တန်လိုက်အိမ်မြောင်ကိုရှောင်ဖွယ်ပြီးအမှန်တကယ်အတိတ်ပဲရှိတဲ့ဘဝတစ်ခုကိုရှင်းသန်ဖို့အတွက်အားကောင်းတဲ့သတိပေးချက်တစ်ခုပါပဲ